အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ညမှာတော့ကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်များကိုဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့ဆောင်းပါးကောင်းလေးကထုတ်မလားမထုတ်ဘူးလားလို့အမည်ရပါတယ်ဒီဆောင်းပါးကောင်းလေးရဆိုလို့ရှိရင်ကဘာပေါ်မှာညံကြီးရှင်တယောက်ပေါ်လာတဲ့အခါမှာဘယ်လိုလူမျိုးတွေကသူ့ကိုဝိုင်းပြီးတော့စန့်ကျင်ကြလဲဆိုတဲ့အကြောင်းအရာလေးကိုဒီဆောင်းပါးကောင်းလေးကနေနားဆင်ကြရမှာဖြစ်ပါတယ်ထုတ်မလားမထုတ်ဘူးလား1963ခုနှစ် John Kennedy Toole က A Confederacy of Junksec ဆိုတဲ့စာအုပ်အုပ်ကိုရေးတယ်။တမန်ရိုးကြမဟုတ်တဲ့ဝတ္ထုစာအုပ်မျိုးသူအရန်သဘောကျတဲ့စာအုပ်တိုက်ဖြစ်တဲ့ Simon and Chester C ကိုစာမူကိုပို့တယ်။စာအုပ်တိုက်ရဲ့ editor ချုပ်ကစာအုပ်ကိုသိသဘောမတွေ့ဘူး။လိုအပ်ချက်လေးတွေရှိနေသေးတယ်တဲ့။ editor ချုပ်က Toole C ကိုစပြန်တယ်။အများကြီးပြင်အောင်မယ်ဗျ။စာအုပ်တော်လုံးရဲ့ချိတ်ဆက်မှုတွေကတိတ်ဟန်မကြသေးဘူးအပိုင်းပိုင်းတွေပြတ်နေတယ်တေချာပေါင်းစည်းထားတာမျိုးလည်းမတွေ့ရအောင်ရှင်းရှင်းပြောရမယ်ဆိုရင်ဗျာခမည်းရဲ့စာအုပ်ထဲမှာပါသမျှအကြောင်းအရာတိုင်းကရည်ရွယ်ချက်ရှိဖို့လိုတယ်ဖတ်လို့ကောင်းလှအောင်ရေးထားရုံနဲ့မလုံလောက်ဘူးဂျွန်ကနေဒီ2ကလည်းသူပြောသလိုပြင်ဖို့ကြိုးစားတယ်နှစ်နှစ်တိတိအချိန်ယူပြီးစာအုပ်ကိုပြန်ပြင်ရေးတယ်ဒါပေမဲ့သူဘလို့ပြင်ဟိုဘက်ကမကျေနပ်ဘူးနောက်ဆုံးမှာထုတ်ဝေသူစီကစာရောက်လာတယ်။စာအုပ်ကတခြားပြဿနာတစ်ခုလည်းရှိသေးတယ်ဗျ။ရေးထားတာဘလို့ပဲကောင်းကောင်းခမည်းရဲ့စာအုပ်မှာရည်ရွယ်ချက်ဆိုတာမရှိဘူးဖြစ်နေတယ်။ထွင်ထားတာလေးကတော့စမ်းပါတယ်။ဒါပေမဲ့ဘာကိုပြောချင်လို့ပြောချင်မှမသိဘူးဖြစ်နေတယ်။ကျွန်တော်တို့ဘက်ကဘာမှလုပ်ပေးလို့မရတာ sorry ပါ။ဒီကိစ္စကဒီစာတစ်စောင်းနဲ့ပြီးသွားပြီလို့ပဲထုတ်ဝေသူတွေဘက်ကထင်တာပေါ့လေ။ John Kennedy 2ကစိတ်ဓာတ်တွေကျပြီးအရက်တွေဆက်တိုက်တောက်ဖြစ်သွားတယ်။ငတုံးအုပ်စုဆိုတဲ့စာအုပ်ကိုထုတ်ဝေပေးမဲ့သူကမရှိ။ဒီလိုနဲ့1969ခုနှစ်သူ့အသက်32နှစ်အရွယ်မှာ John Kennedy 2တယောက်သူ့ကိုယ်သူတတ်သေးသွားတယ်။သူတည်သွားပြီးနှစ်တော်တော်ကြာတော့မှထူးရဲ့အမေကသူ့သားအိတ်ခမ်းထဲကဗီဒီယိုရဲ့အပေါ်မှာတင်ထားတဲ့စာမှုကိုတွေ့တယ်။သူ့သားရဲ့ဆန္ဒကိုဖြည့်ပေးမယ်။ဒီစာအုပ်ကိုရအောင်ထုတ်ပေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။9နှစ်တိတိသူစူးစားတယ်ထိုးဝေသူ9ယောက်စီကိုစာမှုကိုပို့ကြည့်တယ်အကုန်လုံးကညင်းလိုက်တယ်ငတုံးအုပ်စုစာအုပ်ကိုဘယ်သူမှမထုတ်ချင်ကြဘူး1986ခုနှစ်သူ့မျိုးရဲ့တက္ကသိုလ်မှာစာသင်နေတဲ့ကျောင်းဆရာတယောက်နဲ့တူရဲ့အမေဆုံးဖြစ်တယ်ကျောင်းဆရာရဲ့နာမည်က Walker Percy သူ့သားရဲ့စာအုပ်ကိုဖတ်ကြည့်ပေးဖို့တူရဲ့အမေကပါစီကိုအကူအညီတောင်းတယ်မဖတ်ပေးနိုင်ဘူးတဲ့ပါစီကညင်းတယ်စာအုပ်ကိုဖတ်ကြည့်ပေးဖို့တောင်းပန်တယ်မဖတ်ပြရစီနဲ့တဲ့ပါစီကညင်းပြန်တယ်မဖတ်မချင်းတူးရဲ့အမေကလက်မလျှော့ဘူးတပူပူနဲ့ပူစားတယ်နောက်ဆုံးမှသူ့တန်းကိုမခံနိုင်တော့လို့စာအုပ်ကိုဖတ်ပေးပါမယ်ဆိုပြီးကျောင်းဆရာကခရီးပေးလိုက်တယ်တော်တော်ဆိုးတဲ့စာအုပ်ဖြစ်ပါစေလို့ပါစီရဲ့စိတ်ထဲမှာကြိတ်ပြီးဆူတောင်းနေတယ်ဒါမှတမျက်နှာလောက်ဖတ်ပြီးဆက်မဖတ်ပဲပြန်ပေးလိုက်လို့ရမှာဒါပေမဲ့တကယ်ဖတ်ကြည့်လိုက်တော့သူထင်ထားသလိုမဟုတ်ဘူးဝေါကပါစီကပြောပြတယ်စာအုပ်ကိုဖတ်ရင်တမျက်နှာပြီးတမျက်နှာကုန်သွားတယ်စချင်းတော့ကျွန်တော်လည်းထင်တာပေါ့အရန်ကြီးမစိုးလို့ဆက်ဖတ်ဖြစ်နေတာပါနည်းနည်းစိတ်ဝင်စားသွားမိလို့ပါပေါ့ဒီလိုနဲ့ဖတ်နေရင်စိတ်ထဲမှာမယုံသင်္ကာဖြစ်လာတယ်ဒီစာအုပ်တကယ်ကောင်းနေတာဖြစ်နိုင်ပါမလားပြီးတော့မှသူသဘောပေါက်သွားတယ်သူဖတ်နေတဲ့စာအုပ်ကတာမန်စာအုပ်တော့မဟုတ်ပါလားဒီစာအုပ်ကိုထုတ်တဲ့နယ်လို့ဝေါကပါစီကဆုံးဖြတ်တယ်3နှစ်လောက်အချိန်ယူပြီးထုတ်ဝေသူတွေတယောက်ပြီးတယောက်ကိုပြကြည့်တယ်ဘယ်သူမှမထုတ်ချင်ကြဘူးငတုံးအုပ်စုစာအုပ်ကိုထုတ်ပေးမဲ့သူမရှိဘူးနောက်ဆုံး1980ပြည့်နှစ်မှာတူးစာအုပ်ကိုရေးပြီး18နှစ်ကြာသွားတဲ့အချိန်မှာထုတ်ဝေသူရှာတွေ့သွားတယ်ပါစီနေတဲ့မြို့မှာပဲရှိတဲ့အစာအုပ်တိုက်အသေးလေးအုပ်ရည်2000ထုတ်ဖြစ်သွားတယ်စာအုပ်ရည်နေပေမဲ့ဖတ်တဲ့သူတွေကဖတ်ဖြစ်သွားကြတယ်နောက်နှစ်1981ခုနှစ်ငတုံးအုပ်စုစာအုပ်ပူလစ်ဇာဆုရသွားတယ်စာအုပ်တအုပ်တော့အကြီးကျယ်ဆုံးသောဆုတံဆိပ်ဂျွန်ကနေဒီ2ရဲ့နာမည်ဟာပူလစ်ဇာဆုရတဲ့စာရေးသူတွေနဲ့အတူတူစိတ်ရင်းဝင်သွားခဲ့ပြီဂျွန်စတိန်ဘတ်အာနက်ဟမ်မင်ဝေးဝီလီယံဖော့ကနာဟာဘာလီဆောလ်ဘယ်လိုနော်မန်မေရာဖိလစ်ရော့ဂျိုအပ်ဒိုက်စ်စားရေးသူတွေငတုံးအုပ်စုစာအုပ်ကအခုဆိုရင်
အုပ်ရည်2 တန်းကျော်ရောင်းပြီးပြီဘာသာပေါင်း18ဘာသာပြန်ဆိုပြီးပြီအပြစ်ပြောစရာမရှိတဲ့အစာအုပ်တအုပ်ဖြစ်သမိုင်းတွင်သွားပြီဒါပေမဲ့ဒီဇလန်မှာကျွန်တော်အတွက်တကယ်သဘောကျစရာရည်စရာကောင်းတဲ့အချက်ကဒါတွေမဟုတ်ပါဘူးကျွန်တော်ကစာအုပ်နာမည်ကိုသဘောကျတာငတုံးအုပ်စုဆိုတဲ့စာအုပ်နာမည်ကိုထူးကတခြားစာအုပ်တအုပ်ကနေယူထားတာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်က Jonathan Swift ဆိုတဲ့စာရေးဆရာရှိခဲ့တဲ့စာအုပ်တွေကစာကြောင်းတစ်ကြောင်းကိုမှီညမ်းထားတာသူမှီညမ်းထားတဲ့စာကြောင်းကဒီကမ္ဘာမှာတကယ့်ဉာဏ်ကြီးရှင်တယောက်ပေါ်ပေါက်လာတဲ့အခါဘယ်လိုသိနိုင်မလဲလွယ်ပါတယ်သူ့ကိုဝိုင်းပြီးဆန့်ကျင်ကြတဲ့ငတုံးငအားတွေလည်းအုပ်စုလိုက်ပေါ်လာလိမ့်မယ်အခုကျွန်တော်ရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာချမ်းမြင့်ဝေဘာသာပြန်ဆိုထားတဲ့1 မိများချင်း3လို့အမည်ရတဲ့စာအုပ်ထဲကနေထုတ်မလားမထုတ်ဘူးလားလို့အမည်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုပရိသတ်များအတွက်ရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအနေနဲ့လည်းဒီဆောင်းပါးကောင်းလေးနားဆင်ပြီးတဲ့အခါမှာတွေးစရာအတွေ့အကြုံတရားများရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစင်းရဲခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစေဝံအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြစင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးကနေနားဆင်ပေးခဲ့ကြသူတူတယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာပရိသတ်ကြီးများအားလုံးတာယာချမ်းမြေ့တဲ့ညချမ်းချိန်ကားလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်